အားလုံးမင်္ဂလာပါ Codebridge သင်တန်းကျောင်းကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာနှစ်ပိုင်းပါမယ်ပထမပိုင်းက2026မှာပဲလေ့လာမယ့် language ကိုကျွန်တော်လို့တို့ရှင်းပြောပြတော့မှာဖြစ်တယ်ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ programming language တစ်ခုကိုကိုယ်ဘယ်လိုရွေးရမလဲဆိုတာကိုရှင်းပြပေးတော့မှာဖြစ်တယ်အဲ့ဒီပြင်ကျွန်တော် abstraction ဆိုတဲ့သဘောတရားကိုလည်းရှင်းပြပေးတော့မှာဖြစ်ပါတယ် abstraction ဆိုတဲ့ concept ကကျွန်တော်တို့ကွန်ပျူတာရင်းနဲ့ပတ်သက်လာရင်ကွန်ပျူတာနည်းပညာရင်းနဲ့ပတ်သက်လာရင်နေရာတော်တော်များများမှာခဏသုံးထားတဲ့ concept တစ်ခုဖြစ်တယ်လို့ကိုယ်တိုင်လည်းလက်တွေ့အသုံးချရမယ့် concept တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့နားလည်ထားသင့်ပါတယ်ကျွန်တော်လေ့လာတဲ့ language တစ်ခုကိုပဲရွေးမယ်ဆိုရင်တော့ Python ဖြစ်တယ်ဘာလို့လဲဆိုတော့ပထမတစ်ချက်က Python က beginner friendly ဖြစ်တယ်ဗျာဒီ Hello World ဆိုတဲ့ program ကိုပဲကျွန်တော်တို့C ဆိုတဲ့ language နဲ့ရေးမယ်ဆိုရင်ဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော်တို့line 6 line လောက်လိုရပေါ့နော်ကျွန်တော် Python နဲ့ရေးမယ်ဆိုရင်တော့ဒီလိုမျိုး code တစ်ကြောင်းနဲ့ကျွန်တော်တို့ပြီးရဗျာပြီးတော့ကျွန်တော်တို့ programming language တွေကလည်းကျွန်တော်တို့လူသားတွေသုံးတဲ့ဘာသာစကားတွေလို့ပဲကြော်ရိုးသဘောတရားတွေကဆင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ Python ကိုလေ့လာပြီးသွားပြီဆိုရင်တခြား language တွေကိုထပ်ပြီးလေ့လာဖို့ကအရင်ကြီးတော့ခက်ခဲနေမှာမဟုတ်တော့ဘူးပေါ့နော်ဒုတိယတစ်ချက်ကကျွန်တော်အခုဆိုအားလုံးသိရတဲ့အတိုင်းပဲ AI နည်းပညာတွေကတိုးတက်လာကျွန်တော်တဟုန်လိုပဲပေါ့နော်ကျွန်တော်ဒီ AI နည်းပညာကြီးတည်ဆောက်တဲ့အချိန်မှာ Python programming language ကအဓိကအဖြစ်အသုံးပြုတယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့ဒီ AI နေတည်ဆောက်တဲ့နေရာမှာမဟုတ်ဘူးကျွန်တော် software နယ်ပယ်တွေကိုဝင်လာရဲဆိုရင်တမယိုးကြအဖြစ်အများအဖြစ်ကျွန်တော်တို့ web development ဘက်ကိုသွားလိမ့်ရှိရပေါ့နော်လူတော်တော်များများအဲ့ web development တွေ website တွေတည်ဆောက်တဲ့အချိန်မှာဆိုရင်လည်းကျွန်တော်တို့ Python language ကအသုံးများတယ်ပေါ့နော်အလုပ်တွေခေါ်နေရတယ်လည်းရှိရယ်ပြီးတော့နောက်ထပ်တစ်ချက်ကကျွန်တော် automation script တွေရေးတဲ့အချိန်မှာလည်း Python language ကိုသုံးလို့ရှိရယ်ကျွန်တော် automation script ဆိုတာဥပမာပေးရရင်များကျွန်တော်တို့ဒီ internet သုံးနေရဆိုရင်ကျွန်တော်တို့ PDF တွေလည်း file တွေလည်း download လုပ်တယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့video file တွေလည်း download လုပ်လို့ရှိရယ်ပေါ့နော်ပြီးရင်တခြား music တို့ပါတော့အဆုံးပေါ့ဗျာအဲ့ကြကျွန်တော်တို့ရဲ့ download folder ကြီးကတဖြည်းဖြည်းနဲ့ရှုပ်လာရပေါ့နော်အဲ့ကြကျွန်တော်တို့ကအဲ့ပြဿနာကိုဖြေရှင်းဖို့ PDF file တွေဆို PDF folder ထဲပို့မယ်ဒီ video ဆို video folder ထဲပို့မယ်ပေါ့ဗျာအဲ့လိုမျိုးအဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ဆိုကျွန်တော်တို့ကဒီ Python ကိုသုံးပြီးတော့ automation script လေးတစ်ခုရေးလိုက်တယ်ဆိုရင်ဒါအဆင်ပြေသွားပြီပေါ့နော် Python အဲ့နေရာမှာလည်းသုံးပါတယ်ဒီအကြောင်းတွေကြောင့်မလို့ကျွန်တော်ကတော့ Python programming language ကို2026မှာလေ့လာဖို့အတွက်အကြံပြုလိုပါတယ်Okay ဒါဆိုရင် programming language တစ်ခုကိုကိုကြဘယ်လိုရွေးမလဲပေါ့ဗျာဘယ်လိုရွေးမလဲဆိုတာရှင်းလေးပဲကိုပါကိုစောက်ချင်လဲဆိုတာကိုစဉ်းစားလိုက်ပါကိုစောက်ချင်တော့မှနေဟာပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဘယ် programming language ကိုလေ့လာရမလဲဆိုတာကကွဲပြားသွားမှာပါတကယ်လို့ခင်ဗျားက website တို့ web application တို့စောက်ချင်တာဆိုရင် JavaScript programming language ကိုလေ့လာပါတကယ်လို့ mobile application တွေတိစောက်ချင်တာဆိုရင်တော့Android အတွက်စောက်ချင်တာလားဒါမှမဟုတ်ရင် iOS အတွက်စောက်ချင်တာလားဆိုတော့ပြန်စဉ်းစားပါ Android အတွက်ဆိုရင်တော့ကျွန်တော်တို့ Kotlin programming language ကိုလေ့လာပါ iOS အတွက်ဆိုရင်တော့ကျွန်တော်တို့ Swift ကိုလေ့လာပါတကယ်လို့ကိုကအဲ့လိုမျိုး Android အတွက်လည်းတစ်ခါ iOS အတွက်လည်းတစ်ခါ code ကိုနှစ်ခါမရေးချင်ဘူးတစ်ခါတည်းပဲရေးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ cross platform application တွေစောက်လို့ရတဲ့နည်းပညာတွေရှိရယ်အဲ့ဒါဆိုရင်တော့ကျွန်တော်ပထမဦးဆုံး Dart programming language ကိုလေ့လာလိုက်ပြီးရင် Flutter ကိုလေ့လာလိုက်အဲ့ဒီနည်းနဲ့လည်းကျွန်တော်တို့ခုနလိုမျိုး cross platform application တွေစောက်လို့ရတယ်နောက်တစ်နည်းကတော့JavaScript ကိုလေ့လာပြီးရင် React Native ကိုလေ့လာကျွန်တော်ဒီနည်းကတော့တကယ်လို့ကိုက web back ကနေပြောင်းလာရလို့ဆိုရင်JavaScript နဲ့ရေးနေပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနည်းကတော့ပို့ပြီးတော့တင်တော်လိမ့်မယ်ပေါ့နော်အခုမှစလေ့လာမယ့် beginner တွေအတွက်ဆိုရင်တော့ကျွန်တော်တို့ဒီ Flutter တို့ React Native တို့ကိုသုံးပြီးတော့ cross platform application တွေကိုစောက်တာကိုအရင်လေ့လာဖို့အတွက်ကျွန်တော်ကတော့အကြံပြုလိုပါတယ်ဟုတ်ပြီတကယ်လို့ကိုကဒီ performance အရင်လိုအပ်တဲ့စနစ်တွေဗျာဥမာဒီ Valorant တို့ GTA တို့လိုမျိုးကျွန်တော်တို့ triple A game တွေကိုစောက်ချင်တာမျိုးဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ OS တို့ game engine တို့ဒီ low level system တွေအဲ့လိုဟာတွေကိုစောက်ချင်တယ်ဆိုရင်တော့ C++ တို့မဟုတ် Rust ကိုစပြီးလေ့လာလိုက်ပါဒါပေမဲ့တခုအသိပေးချင်တာကဒီ programming language တွေကခက်ခဲပါတယ်ကျွန်တော်တို့ beginner တွေအတွက်ဆိုပို့ပြီးတော့ခက်ခဲပါတယ် Python တို့ဘာလို့ပို့ပြီးတော့လွယ်ကူပါတယ်ဒါပေမဲ့ကိုကဒီ triple A game တွေကိုမှစောက်ချင်တာပါဆိုရင်တော့
C++ လို့ပါလို့စလိုက်လာလို့လည်းရတယ်အဓိကတစ်ခုခုကိုရွေးလိုက်ဖို့ပဲပေါ့နော်ခက်တဲ့ဟာနဲ့စလိုက်လာတယ်ဆိုရင်လည်းသူကလည်းသူကောင်းကျိုးနဲ့ဆိုးကျိုးရှိမှာပဲဗျာဆိုဒီလွယ်တဲ့ဟာနဲ့စလိုက်လာတယ်ဆိုရင်လည်းကောင်းကျိုးဆိုးကျိုးကတော့ရှိမှာပဲအဲ့ကြတစ်ခုခုကိုရွေးလိုက်ဖို့ပဲပေါ့နော်Okay ဒါဆိုရင်တော့ကျွန်တော် programming language ကိုကိုယ့်ဘာကိုယ်လည်းဘယ်လိုရွေးရမလဲဆိုတာကိုလည်းသိလောက်ပြီဖြစ်ပါတယ်ဒါဆိုတော့ video ကတော့ဒီမှာပြီးသွားပါပြီဒါပေမဲ့သင်က programmer ကောင်းတစ်ယောက်ဖြစ်ချင်တယ်လို့ဆိုရင်တော့ဆက်ကြည့်ပေးပါဟုတ်ပြီသင်ကတကယ် programmer ကောင်းတစ်ယောက်ဖြစ်လာမယ်လို့ဆိုရင်ဒီလိုမေးခွန်းမျိုးမေးပါလိမ့်မယ်ဒီကျွန်တော်တို့ဒီခုနGTA လိုမျိုး game တွေတိစောက်ဖို့အတွက်ဆိုရင်ကျွန်တော် C++ ကိုသုံးတယ်လို့ပြောရပါတော့C++ အစားဘာလို့Python တို့ JavaScript ကိုမသုံးတာလဲပေါ့ဘာလို့ C++ ကိုမှသုံးတာလဲပေါ့ဒီမေးခွန်းရှိပါလိမ့်မယ်ဒီလိုမေးခွန်းအနေကကျွန်တော်တို့ programming လေးလာရဲ့တစ်လျှောက်မှာဒီလိုမေးခွန်းမျိုးတွေဗျာကိုတစ်ခုခုမသိရတွေ့ရအဲ့လိုမျိုးဒီ why တို့ what တို့အဲ့လိုမျိုး how တို့အဲ့လိုမေးခွန်းတွေကကျွန်တော်တို့အမြဲတမ်းမေးနေဖို့တော့ကျွန်တော်အကြံပြုလို့ပဲအဲ့လိုမျိုးမေးခွန်းတွေများများမေးလေကိုကပိုတိလာလေ programmer အကောင့်တယောက်ပို့ပြီးတော့ဒါ software engineer အကောင့်တယောက်ပို့ပြီးတော့ဖြစ်လာလေပေါ့ဗျာဟုတ်ပြီကျွန်တော်တို့ဒီ C++ အစားဘာလို့ Python သုံးလို့မရတာလဲပေါ့နော်အဲ့မေးခွန်းကိုမဖြေခင်မှာကျွန်တော် abstraction ဆိုတဲ့သဘောတရားကိုနားလည်ဖို့လိုလိမ့်မယ်ကားတစ်စီးဆိုပါဆိုဗျာအဲ့ကရဲ့ direction ကိုပြောင်းချင်တယ်ဆိုရင်ကျွန်တော်တို့ကတကယ်လက်တွေ့မှာကအိုက်ကရဲ့ရှေ့ဘိန်းတွေကိုရဲ့ direction ကိုကျွန်တော်ပြောင်းလိုက်ဖို့လိုရပေါ့နော်ဒါပေမဲ့အိုက်ကကို꿰ချင်တိုင်းကျွန်တော်တို့ရှေ့ဘိန်းတွေကိုလူတွေကတိုက်ရိုက်꿰ရမယ်ကားမောင်းဆိုတာတိုက်ရိုက်꿰ရမယ်ဆိုတော့လက်တွေ့မဆန်ဘူးအရန်ခက်ခဲဗျာကျွန်တော်တို့အတွက်အဲ့ကြတော့ကားတီထွန်တဲ့လူတွေကဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ CRI သုံးလို့ရတယ်CRI ကိုထည့်လိုက်လို့ရတယ်ပေါ့နော်အဲ့ကြကားမောင်းတဲ့လူက CRI ညာဘက်꿰ရဆိုရင်ကားညာဘက်꿰လိမ့်မယ်ဒါမှမဟုတ်လည်း joystick ကိုထည့်လို့ရတယ် joystick direction ပြောင်းတဲ့ဘက်ကိုကျွန်တော်ကားရဲ့ direction ပြောင်းလိုက်မယ်ဒါမှလုပ်လို့ရတယ်ပေါ့နော်အဲ့လိုလုပ်လိုက်ခြင်းအပြင်ကျွန်တော်ကားမောင်းသူအဖို့ကဒီရှေ့ဘိန်းတွေကိုတိုက်ရိုက်ဆင်းပြီးတော့ပြောင်းစရာမလိုတော့ဘူးတိုက်ရိုက်ထိတွေ့စရာမလိုတော့ဘူးအဲ့ဒါအပြင်တကယ်အဲ့လူကကား꿰မယ်ဆိုရင်ရှေ့ဘိန်းကို꿰ရပါတယ်ဆိုတာတော့မှသိစရာမလိုတော့ဘူးဗျာသူသိရမှာCRI ညာဘက်ကို꿰ရဆိုရင်ကားရဲ့ညာဘက်ကို auto 꿰ရပဲ joystick ကိုဘယ်ဘက်ကို꿰ရဆိုရင်ကားရဲ့ဘယ်ဘက်ကို auto 꿰ရပဲအဲ့ဒါပဲသိအောင်ပဲဆိုတော့အဲ့ joystick တို့ CRI တို့ကိုကျွန်တော်တို့က abstraction လို့ခေါ်တယ်ဒါ abstraction concept ပေါ့နော်အဲ့ကြကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင်ကွန်ပျူတာတွေကဒီလိုမျိုး circuit ပြားတွေနဲ့တိစောက်ထားတယ်လျှက်စစ်ပစ္စည်းပဲဗျာလျှက်စစ်ပစ္စည်းဖြစ်တဲ့အတွက်သူက high voltage နဲ့ low voltage ကိုပဲနားလိုက်မှာအဲ့ကြကျွန်တော် computer screen ပေါ်မှာ monitor ပေါ်မှာကျွန်တော် hello ဆိုတဲ့စကားလုံးပေါ်နေတယ်ဆိုရင် high voltage low voltage high voltage low voltage အဲ့လိုမျိုးပဲပြောရမှာဗျာအဲ့ဒါကိုပဲသူကနားလဲอ่ะဒါပေမဲ့အဲ့ဒါအကန်ကျွန်တော်တို့လူသားတွေအတွက်ခက်ခဲတယ်ဗျာတွေးတော့ရတာလည်းမလွယ်ကူလောက်ကန်ရတာလည်းမလွယ်ကူဗျာအဲ့ကြတော့ဒီ computer ပညာရှင်တွေက high voltage ကို1အဖြစ် abstraction 1ကို high voltage ရဲ့ abstraction ပြသုံးလိုက်ပြီးတော့ကျွန်တော်တို့low voltage အတွက်ကျတော့ကျွန်တော်0ကိုသုံးလိုက်တယ်ပေါ့ဗျာဆိုတော့1တို့0ဆိုတာကျွန်တော် abstraction တွေပဲအဲ့ကြကျွန်တော်တို့ hello ဆိုတာပြောချင်တယ်ဆိုရင်ကျွန်တော်01001 0001အဲ့လိုမျိုးပြောလို့ရရပါတော့ဒါပေမဲ့တကယ်ကျွန်တော် program တွေတိစောက်မယ်ဆိုရင်ကျတော့လေဒီ01ကလည်းခက်ခဲနေုံပဲပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ C လိုမျိုး programming language တွေကိုတီထွင်လိုက်တယ်ကွန်ပျူတာပညာရှင်တွေကတကယ်နောက်ကွယ်မှာဆိုရင်ကျွန်တော်တို့ဒီ C ဆိုတဲ့ programming language တွေကလည်းဒီ C မှာရေးရဲ့ကျွန်တော်တို့ code တွေအကုန်လုံးကလည်း0110ဒီကောင်းနေအဖြစ်ပြန်ပြီးတော့ပြောင်းလဲခံရတာပဲပေါ့နော်အဲ့ကြကျွန်တော်တို့ဒီ C တို့ပါလို့ဆိုတာလဲဒါ abstraction နေပဲပေါ့နော်ပြီးတော့ကျွန်တော်တို့သိရဲ့ဒီ Python တို့ပါလို့ဆိုရင်တော့ဒါက C ကိုမှထပ်ပြီးတော့ abstraction လောက်ထားတာဗျာဘာလို့ဆိုတော့တစ်ချက်ကြည့်လိုက်ကျွန်တော်တို့ C မှာဆိုရင်ကျွန်တော်တို့ဒီ hello world ဆိုတဲ့ program ရေးခြင်းကျွန်တော်တို့ line ဒီမှာဆိုရင်4-5ကြောင်းလောက်ရေးရတယ်ဗျာ Python မှာဆိုရင်ကျွန်တော်တို့တစ်ကြောင်းပဲဒါဆိုရင်ကျွန်တော်တို့ဒါ abstraction Python ကဒါ C ရဲ့ abstraction လို့ပြောလို့ရတယ်ပေါ့နော်အဲ့ကြပြန်ပြီးချုပ်ရရင်ကျွန်တော်တို့ဒီ
hello ဆိုတဲ့စကားလုံးပေါ်ခြင်းကျွန်တော် hardware level မှာဒီ liyasset တွေနဲ့ high voltage low voltage တွေနဲ့ထိတွေ့ဆက်ဆံခက်ခဲလို့ abstraction တွေကျွန်တော်တစ်ဆင့်ပြီးတစ်ဆင့်အုပ်လာရနေပြီးကျွန်တော် Python လိုမျိုး English ဘာသာစကားနဲ့တော်တော်လေးဆင်တဲ့အနေထားမျိုးထိရောက်လာတယ်ပေါ့နော်ဒီအဲ့ကြသုံးရတာအရန်လွယ်တယ်ကျွန်တော်တို့ hello ဆိုတဲ့ program တွေရေးခြင်းနဲ့ဆိုရင်လည်း line လေးတစ် line ရေးလိုက်ရုံပဲလူသားတွေအတွက်အရန်လွယ်တယ်ဗျာဒါပေမဲ့အဲ့လိုမျိုးသုံးရတာလွယ်လာတဲ့အတူကျွန်တော်တို့ပေးလိုက်ရတဲ့ trade off ကပါလဲဆိုတော့ကျွန်တော်ကွန်ပျူတာပေါ်မှာကျွန်တော်တို့ရဲ့ control ကပို့ပြီးကြာလာတာပဲဥပမာဆိုရင်ကျွန်တော်တို့ဒီ C နဲ့ Python ပဲရှင်းမယ်ဆိုရင်ကျွန်တော်တို့ C မှာဆိုရင်ကွန်ပျူတာရဲ့ memory management ကိုကိုယ်တိုင်လုပ်လို့ရတယ်ဒါပေမဲ့ Python တို့ဘာလို့လိုမျိုးဒီ language တွေမှာဆိုရင်တော့ကျွန်တော်တို့memory management ကို auto လုပ်ပေးရဗျာဒီ garbage collection system တွေပါတယ်အဲ့ကြ memory management က auto လုပ်ပေးရကိုယ့်ဘောက်ကိုတိတိကျကျ control လုပ်လို့မရဘူးပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒါတွေရှင်းပြပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့မေးခွန်းကိုဖြေလို့ရပြီဘာလို့ JavaScript တို့ Python တို့အစား C++ ကိုသုံးတာလဲကျွန်တော်တို့ GDU လိုမျိုး gain တွေစောင့်မယ်ဆိုရင် GDU လို gain တွေကကျွန်တော်တို့တစ်ချိန်တည်းမှာ AI system တွေလည်းပါတယ်ပြီးရင်ကျွန်တော် graphic align တွေကိုလည်းကျွန်တော် render လုပ်နေရတယ်ပြီးသွားရင်real time communication တွေလည်းဖြစ်ပြနေရတယ်ဗျာအဲ့ကြတော့အဲ့လို gain တွေကကွန်ပျူတာရဲ့ hardware ပေါ်ကိုကျွန်တော် control အပြည့်အဝကိုလိုအပ်တယ်အဲ့ကြတော့ကျွန်တော်တို့ control အပြည့်အဝပေးနိုင်တဲ့ကျွန်တော် C++ လိုမျိုး C လိုမျိုး language တွေကိုသုံးတာပေါ့နော်အားကြောင့်မလို့ Python တို့ JS တို့လို language တွေကကျွန်တော် control အပြည့်အဝမပေးနိုင်ဘူးအားကြောင့်မလို့မသုံးရခြင်းဖြစ်ပါတယ်ဟုတ်ပြီအခုဆို video ကလည်းအတော်ရှင်းနေဖြစ်တော့ကျွန်တော်ဒီမှာပဲရန်နာလိုက်တော့မယ်အခုချိန်ဒီဘယ် language ကိုရွေးရမလဲမသိသေးဘူးဆိုရင်တော့ကျွန်တော်တို့ Python ကိုပဲရွေးလိုက်ပါအဲ့ဆိုရင်တော့ကျွန်တော်ခု share knowledge ကိုအသုံးဝင်တယ်လို့ထင်တယ်ဆိုရင်တော့ကျွန်တော် like and subscribe လုပ်ခဲ့ပေးပါ notification လည်းယူသွားပေးပါတကယ်လို့နောက် video တွေမှာကျွန်တော်တို့သိချင်တဲ့အကြောင်းအရာတွေရှိရဆိုရင်တော့ကျွန်တော် comment section ထဲမှာcomment လေးမှတ်ခဲ့ပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက် video ကြမှာတွေ့ပါမယ်